နေလို့ရမယ်လို့ဒီဟာလာကိုလည်းဖြစ်အောင်မှာဘာမဖြစ်ဘူးကွာနေကိုလှုပ်ချင်လို့မလှုပ်ချင်ညကသတင်းကြိုလာပြီးနေမှာတဲ့သူများလက်မယားတွေလို့တဲ့အမပလင်းတူဘူးဆိုလောက်ပြီးတော့ကြာလာပြီးနေရလာပြီးနေငါ့ကိုပလင်းတူဘူးဆိုတောက်ပြီးမယ်လို့ဂတိပေးထားတယ်အင်းလာပြီးနေဥပုံဆောင်နေZRTN မျိုးများအားလုံးမင်္ဂလာပါရှင်ဒီဗီဒီယိုလေးကအချစ်ရေးအိမ်အောင်ရေးအတွက်အသိပညာဗဟုသုတရစရာကောင်းတဲ့အတွက်ကြောင့်တင်ဆက်ပေးလိုက်ပါရရှင်ကျမနဲ့အတူကြည့်ဖို့ဖိတ်ခေါ်ပါရရှင်နေလို့ရမယ်လို့ဒီဟာလာကိုလည်းဖြစ်အောင်မှာဘာမဖြစ်ဘူးကွာနေကိုလှုပ်ချင်လို့မလှုပ်ချင်ညကသတင်းကြိုလာပြီးနေမှာတဲ့သူများလက်မယားတွေလို့တဲ့အမပလင်းတူဘူးဆိုလောက်ပြီးတော့ကြားတဲ့ဗါတဲ့ဘီယာတောက်အောင်လို့ဖော်ဆက်တာမတောက်ဘူးလို့ပြောလို့ညတယောက်တည်းဘာဖြစ်ပြီးကြောနေမိအောင်ထိအိမ်နာကြီးဝက်တွေလဲဝက်စာဟိုသွားနှုတ်ရမှာနဲ့ခါနဲ့ဝက်စာသွားရိတ်ပြီးဝက်တွေကျွေးရမှာနဲ့ဗါနဲ့ထဖို့ကျိုးအိမ်နေပုံစံကျိုးပုံစံနဲ့အိမ်နေပုံဟဲကိုမျိုးဟောထတော့လို့ပြောကြလားလက်ရှိပြီးတော့ဘာဖြစ်လို့ဘာဖြစ်လို့တော့မြို့မှာဝက်စာတွေသွားရေးရအောင်မှာဝက်တွေလည်းကျွေးရအောင်မှာမရေးနေလို့ရမယ်လို့ဒီဟာလာကိုလည်းဖြစ်အောင်မှာဘာမဖြစ်ဘူးကွာနေကိုလှုပ်ချင်လို့မလှုပ်ချင်ဟာနေယောက်ျားလို့ရမယ်လို့ယောက်ျားလို့ရမယ်လို့ဘာတော့ဝက်စာကြီးလည်းသွားရေးရမှာသွားရေးနိုင်ဘူးမရိတ်နိုင်ဘူးကွာမလုံနိုင်ဘူးဒီဘာလို့ရှင်တော့မလုံနိုင်ဘူးရိတ်လည်းမေးကိုယ့်ကိုလှုပ်ဒီနေ့ကစားပြီးတော့ဟာလာဘာမှလာမနဲ့ကြီးရဲ့မျက်ချိက2000လောက်နဲ့အဲ့ရ2000လောက်ငါမျက်နှာလည်းမတက်ဘူးဒီနေ့တည်းဘူးကွာဘာနဲ့မှလည်းငါဖုန်းနဲ့လည်းမရိုက်ဘူးလီကြီးကျနဲ့ကျိုးပုံစံကိုရုပ်နေနဲ့ကျုံလုံနေတယ်ရလည်းမြန်တယ်လုံးလုံးလို့ကွာအိမ်မှာတယ်ငါပြီးစားမှာပြီးဟာလာရှာမှာဩနေရအဲ့ဒါဂျစ်တာပေါ့ညကြအဲ့ပလင်းလူဘူးဆိုညကြလောက်အောင်လာညကြငါညကြဘာလုပ်မလဲကွာဘီယာ2ပလင်း3ပလင်းလောက်ဝယ်ပြီးကြလက်မျက်နှစ်ယောက်ဆဲဆွဲမယ်အဲ့ကြတော့မျက်နှာအဲ့ကြမျက်နှာတစ်မျိုးအဲ့ဒါကြမျက်နှာတစ်မျိုးကြည့်ကြအောင်အဲ့ကြအခွက်သေးကြလားငါပြောင်းရည်မှာမသေးကြလားနောက်မှနေငါကြည့်တဲ့တန်ကိုနေခံနိုင်မခံနိုင်လို့အောင်နေသေးပြီဆိုတာမှတ်နေကြည့်လို့ရှိရင်ဒါနေကိုဖြောပြီးပြီပြောတော့ဖြောပြီးပြီနေကြည့်လို့ရှိရင်သေးကြလားသေးကြတယ်ညကြဝါစားဘာနေနှုတ်လိုက်အောင်မဟုတ်ရိုးရဖြစ်အောင်မနော်ဒီပါတယ်ရိုးရဖြစ်လာပြီးနေရလာပြီးနေငါ့ကိုပလင်းတူဘူးဆိုတောက်ပြီးမယ်လို့ဂတိပေးထားတယ်အင်းလာပြီးနေဥပုံဆောင်နေလို့နေမှာဥပုသ်စောင်းပြီးသွားပြီဒီအခုငါနဲ့လူတွေလို့ပြစ်လာရင်တော့လူကထုတ်လုပ်ထားတဲ့ဒီဘီယာလေးတစ်ခါလေးတောက်တော့ငါမင်းမမှားမသွားဘူးသူတို့ကလည်းမိုးပန်းမဘူးအဲ့လောက်ကြီးတော့အခုတကူကိုမိမဒီလူလေးနှလုံးလေးတောက်တာလေလက်နှလုံးတောက်တော့မူးတယ်မှန်တယ်တက်ခံတယ်ဒါပေမဲ့မတိုက်တော့တော့တစ်ခါမလိုက်တော့အခုကဒီမြအတွေ့ကြည့်ပြီးတော့ပလင်းသူဘူးစုတွေရောပါလေပြောငါတောက်စီလေထင်းမင်းစားအခုမမေးအခုမမေးအားတော့ခုမမေးဟုတ်ထင်းမင်းကျန်လားလည်းပဲကျန်လားဒီတော့ရမင်းရငါမရိုက်တယ်ရှင်းမှုတော့ရိုက်တယ်တောင်းမင်းဆက်ကလေးနေနော်လဲပဲအာဘွားရှင်လေးနင်းငါနဲ့ရောက်ရပြီးတည်းကလေမင်းကပလင်းတူဘူးဆိုဒီလိုလေးကျွတ်ကျဲကဘာကြီးတချမ်းဆောင်းတော့အောင်ကွာငါအဲ့လိုခုလိုဘီယာတူတော့ကဘာကြီးတချမ်းဆောင်းအောင်ငါပွဲချမ်းနေတာရှင်းတော့နားလေလားကဘာကြီးတောင်တချမ်းဆောင်းပြအောင်ဟဲ့လားကဘာကြီးတောင်တချမ်းဆောင်းပြအောင်ခုလည်းကဘာကြီးတချမ်းဆောင်းတာမဆောင်းတာမသိငါတော့မောက်နေဆိုင်ပြောရငါမနိုင်ပါဘူးလို့ပြောမနောက်နိုင်ပါဘူးလို့ပြောရောအဲ့တော့ဒီလိုစားရောငါပြီးကောငါထားငါပြီးကောကျင်းလားဒီငါနင်းကူးဆိုင်တယ်နော်ငါပြီးငါမပြောနဲ့ငါပြီးကောနဲ့ခေါ်တာနေအောင်ငါနေမိုးကြောက်ကြော်တာစောင်းပါလားဒါမိုးကြောက်ကြော်မင်းနဲ့ကြောတာလေမင်းကြော်ထားတဲ့မန်လေးကိုငါနင်းကြော်ထားတဲ့အရာဝတ္ထုကိုဟိုဘက်ကနေပြီးတကူတကငါနင်းစားစီကြည့်လို့
နေယူလာပြီးတယ်လी ပြီးပြောပါ နင်မစားဘူးလား အမ ငါနင့်ကိုကြွေးတယ်ရော့โอเคနော်ငါတော့နားလည်းပြီးမိမယောက်ျားကိုမချစ်တယ်လို့ပဲတခါလေကြာအဲကြပြအော်အဲကြငါတခါလေတောက်လိုက်တယ်ငါယောက်ျား2ရက်တစ်ခါ3ရက်တစ်ခါတောက်တာဟာဒီကောင်ဘာကြောင့်တောက်တာလဲလို့အဲ့ဒါကြောင့်ငါမိမအပြစ်မယူနဲ့ နင်းနေချင်သူချင်နေဘာကိစ္စနေနေတောင်းရမှာတလားကိုတခါစုတော်ကြီးရည် တလားတခါကြီးကမိမ မြောင်းလက်တခါတလားကိုတခါလောက်တော့ရင်တော်ပြီပေါ့ ငါမိမလည်းကွာနာ မိမကူကမတော့လားမတော့ရလား နေငါနဲ့ညကစားက ကိုနေညာကတော့တခါ တခါတော့တယ်အဲ့တော့မှန်နေကွဲတယ်မှတ်မိလားဒီကျုပ်ကနေမှမှန်နေကွဲတယ်မှတ်မိလား ဒီစုကနေမှမနေပါမမီ နင်းကနေညားတာဘယ်မှာညားတော့တရုတ်ပြည်မှာညားရလေနင်းနဲ့ငါနဲ့မူအောင်တော့ပြီးတော့ရေကျုပ်ကနေမှန်နေတော့ကွဲတယ်မှတ်မိလားမှတ်မိလားမှတ်မိလားဟုတ်လားမဟုတ်လားဘောဟမ်ငါတက်ကူကပါရှင်ကိုငါရောမှကြောက်လို့ငါညံနေညံနဲ့များလိုက်တယ်ထဟုတ်လားမဟုတ်လားပြောဟုတ်လားမဟုတ်လား ဆဆလေး မဟုတ်လားမဟုတ်လားပြောမှန်ကွဲလားမကွဲဘူးလား ကိုယ် ကွဲတယ်နော် အဘလေးရောကြရတယ်မင်း မရောဘူးလေငါတို့မနေ့စောကြီးထွက်ပြေးရလေတက်ကူကပါရှင်မနေ့စောကြီးဟိုထုတ်လေကျိုးနဲ့ချပြီးတော့တက်ကူကပါရှင်ကိုညက်လက်ပြပြီးထွက်ပြေးတယ်ပေါ့ ဒီဗီဒီယိုလေးကိုကြည့်ပြီးသွားပြီဆိုတော့ကို့အမြင်ကိုယ်ခံစားချက်ကိုယ်အတွေ့အကြုံလေးတွေကိုလည်းမျှဝေပေးခဲ့ပါဦးရှင်ကျမတို့တင်ဆက်သမျှမလွတ်တမ်းကြည့်ရှုနိုင်ဖို့ကျမတို့ရဲ့ ZRTN channel လေးကို subscribe မလုပ်ရသေးရင်လည်း subscribe လုပ်ခဲ့ပေးပါဦးရှင်ကောင်းသောနေ့ရက်လေးဖြစ်ပါစေရှင်